အားလုံးပဲမင်္ဂလာပါရှင်ချမ်းရဲ့ blog လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ချမ်းတို့တဲတဲ့တောင်ကြီးရဟိုတယ်လေးကဟိုတယ်လာဗစ်တာကိုသူကတညကို9000ခွဲပါရှင်ချမ်းတို့ကမနက်ပိုင်းလေးလမ်းလျှောက်ပြီးတော့အွန်မောင်းကလဲရှာရှမ်းခောက်ဆွဲရဲ့ဒီခေါ်ပုတ်ကြော်လေးရဲ့သွားစားခဲ့ပါတယ်အဲ့ဒီကအပြန်တောင်ကြီးစုနာမှုနိဖျားသွားဖူးလိုက်ပါတယ်နေ့လယ်စာကိုတော့ကျိုင်းတုံမှာချမ်းတို့စားခြင်းနဲ့ရှင်ကဇက်တုတ်တို့ဘဘညာညာတွေအစုံဝဲခဲ့ပါတယ်ချမ်းတို့တွေတောင်ကြီးဖြူပွိုင်းမှာကားပါကင်ချင်း900ပေးပြီးတော့ပျော်ပွဲစားထွက်ခဲ့ပါတယ်ဟိုတယ်ကနေပြီးတော့ဒီမနက်7:00နာရီခွဲမှာချက်ကောက်ထွက်ပြီးတော့ချမ်းတို့တွေကလောကိုဆင်းခဲ့ကြပါတယ်ရှင်ဟဲဟိုကကော်ဖီဆိုင်လေးမှာကော်ဖီလေးပါဝင်တောက်ခဲ့ပါတယ်သူလည်းဈေးသိမ့်မှတ်မိတဲ့အတွက်ကြောင့်မလို့ချမ်းမတင်ပြီးတော့ပါဘူးရှင်ပြီးတော့ချမ်းတို့တွေကလောမြို့တဲကိုရောက်ခဲ့ပါတယ်ပြီးတော့ဟိုတယ်ကိုချက်ခင်ဝင်ပေါ့နော်နားနေနေကော်ဖီလေးပါလေးတောက်ပြီးတော့ညစာစားဖို့ထွက်ခဲ့ပါတယ်ညစာကြတော့ချမ်းတို့စားနေကြ7 sister မှာပဲသွားစားခဲ့ပါတယ်ချမ်းတို့က2ယောက်တည်းဆိုတော့ဟင်းပွဲတွေလည်းအများကြီးမှာပါဘူးသူရှိရဒီ signature ပေါ့နော်ဇက်ပြက်ပြက်အမဲသားစင်ကောရဲ့ထင်းရှူးမူကြော်ရဲ့စုခါရွက်လို့ခေါ်တဲ့ဂေါ်ရခါညွန့်ကြော်ပဲမှာပါတယ်ဟင်းပွဲပိုးရှင်းတွေကတော့အရန်အောင်များတဲ့အတွက်ကြောင့်မလို့ချမ်းတို့ရေမနှဲစားရပါတယ်ဒါကတော့သူ FOC စာကလေးကြော်ပေါ့နော် FOC ပြီးတဲ့ဟာလေးပါချမ်းတို့လည်းစကားလေးပါလေးပြောရင်းနဲ့ ACC လေးစားပါတယ်သူရှိရထင်းရှူးမူကြော်ကတော့ချမ်းကတော့တကယ်ကို5မှာ5 star ပါပဲတော်တော်ကိုကြိုက်တယ်ကြိုက်လုံးလို့နောက်တရက်တောင်မှသူအိတ်ထင်းရှူးမှုကြော်ကြီးပဲကိုပါဆယ်တက်တက်ဝယ်ပြီးတော့ဟိုတယ်မှာစားခဲ့ပြီးပါတယ်ချမ်းတို့တွေဒီတောင်ကြီးကျိုင်းတုံစားနေဝယ်လာတဲ့ပင်စိမ်းဒီတောင်လေးလဲအဲ့ဒီမှာပဲပေါ့စားတယ်ပေါ့နော်မြန်မာလူမျိုးပြပြပေါ့အချင်းအဆက်လေးပါမှာပဲထမင်းစားလို့ကမိန်တာပါအဲ့ဒီပင်စိမ်းဒီတောင်လေးနဲ့ဆက်ဆက်လေးနဲ့ညအေးလေးနဲ့ဆိုစားလို့လည်းအရန်ကောင်းပါတယ်ဒါသူ့ရဲ့ဈေးနှုန်းလေးတွေပါပေါ့နော်ချမ်းဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတာအားလုံးကျေးဇူးအထူးတင်ရှိပါတယ်ရှင်